အားလုံးပဲမင်္ဂလာပါဗျာအာကာယီဂီတာနဲ့တကယ်ချင်းတို့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ခမဲ့ဗတန်အခြေခံဒီကနေ့လေးဟာကျွန်တော်သင်ပေးခဲ့တာအခုဆိုလက်ဆင့်30ကြာပါပြီပေါ့နော်အခုကလက်ဆင့်33ရဲ့သင်ခန်းစာလေးတကယ်ချင်းတို့လေ့ကျင့်ရမှာဖြစ်ပါတယ်ဒီလက်ဆင့်33မှာကျွန်တော်ဗာသင်မလဲဆိုလို့ရှိရင်နောက်ထပ်ကျွန်တော် streaming ပတန်လေးတစ်ခုကိုကျွန်တော်နောက်ထပ်ထပ်ပြီးတော့သင်ပေးခဲ့မယ်ပေါ့နော်ဒီပတန်လေးကတော့ကျွန်တော်မြန်မာနိုင်ငံမှာအသုံးများဆုံးကျွန်တော်ပတန်လေးဖြစ်ပါတယ်ဒါလေးကတော့ slow go ဖြစ်တယ်ပေါ့နော်ဒီ slow go ပတန်လေးကိုကျွန်တော်လက်ဆင့်ကျွန်တော်33မှာလေ့ကျင့်ရမှာဖြစ်ပါတယ်ဒီ exercise လေးကိုတကယ်ချင်းတို့လေ့ကျင့်ပေးထားပါဘူးเนาะဒါလေးကိုကျွန်တော်နဲ့တူလိုက်ပြီးတော့လေ့ကျင့်မယ်ကျွန်တော်ရှေ့မှာသင်ပေးခဲ့တဲ့ခေါ့10ခုရှိတယ်ပေါ့เนาะဒီခေါ့လေးနဲ့ကျွန်တော်လေ့ကျင့်မှာဖြစ်ပါတယ် C E minor F G E A D minor D minor D K D minor ပေါ့เนาะဒီခေါ့10ခုနဲ့ကျွန်တော်တို့ဒီ slow go ပတန်လေးကိုကျွန်တော်တို့လေ့ကျင့်မှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်အောင်ကျွန်တော် full time ပဲဖြစ်ပါတယ်ပေါ့เนาะ slow go ကကြတော့1, 2, 3, and 4. 1 and 2 and 3 and 4. 1 and 2 and 3 and 4. Hello, đi vào nó. Cho 1 mà được chắc bé. 2 mà được chắc. 3 mà cho đó. 3E and 8. 3E and 8. Cho 4 chắc phía bản nó. Cho 4 mà cho đó. Được chắc để phía bản đấy. Đó lý cho slow go phía này của nó. 1, 2, 3 and 4. Hello, đây gì đó đi ra đấy. 1 and 2 and 3 and 4ဒါကျွန်တော်တို့3 and ဆိုတာကျွန်တော်တပားမှာကျွန်တော်ဒီ PTP မှာကျွန်တော်၄ချက်ဖြစ်သွားလို့ကျွန်တော်3 and လို့ထည့်ရောခေါ်တာပေါ့နော်1 and 2 and 3 and 4ဒီလိုလဲခေါ်လို့ရတယ်သူကျွန်တော်တို့တပားမှာ၄ချက်ဆိုလို့ရှိရင် 1 and 2 and 3 and 4အဲ့လိုပေါ့နော်ကျွန်တော်အရှိရဘားလေးမှာကျတော့ကျွန်တော်တပားမှာတစ်ချက်ပဲပါတယ်ဒီလိုလေးရေးတွက်လို့ရတယ်1 2 3 and 4 1 2 3 and 4တကယ်ချင်းတို့ကကြိုက်တဲ့ပုံစံတစ်မျိုးနဲ့ကျွန်တော်လေ့ကျင့်ပေါ့နော်ဒါလေးကိုရေတွက်ပြီးတော့လေ့ကျင့်လို့ရပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ခေါ့လေးနဲ့ဒီမှာဒီကြည့်အောင်1 2 3 and 4 1 2 3 and 4 1 2 3 and 4 1 2 3 and 4အဲ့လိုလေးပေါ့နော်ကျွန်တော်1မှာတစ်ချက်2မှာတစ်ချက်3အိမ်မှာ4ချက်4မှာတစ်ချက်ဖြစ်တယ်ပေါ့နော်ဒါလေးရဲ့ slow go ပတန်လေးဖြစ်ပါတယ်ဒါလေးကိုကျွန်တော်နဲ့တူလိုက်ပြီးတော့လေ့ကျင့်ကြပါဒါလေးကိုကျွန်တော်ပထမတစ်ခေါက်လောက်အရင်ဒီကြီးမယ်ကျွန်တော်ခေါ်10ခုနဲ့ပေါ့နော်ကျွန်တော်မထုံလုံးလေးကိုကျွန်တော်80လောက်ဖွင့်လာမယ်ပေါ့နော်ကျွန်တော်ကမထုံလုံးလေး80လောက်ဖွင့်လာမယ်တကယ်ကြီးတော့60လောက်နဲ့ဖွင့်ပြီးတော့လိုက်ဒီပေါ့နော်ကျွန်တော်60နဲ့တပြင်းပြင်းနဲ့မြန်လာပြီးတော့80လောက်လည်းဒီလို့ရပါတယ်โอเคဒါလေးစသည်ကြအောင်1 2 3 4 1 and 2 and 3 and 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 4 1 2 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 3 and 4ဒါတော့ကျွန်တော်စလုံးကိုပတန်လေးကိုကျွန်တော်ဒီကြော်တင်ပေးထားတဲ့ခေါ့10ခုနဲ့ဒါလေးကိုတီးပြပေးသွားတာဖြစ်တယ်ပေါ့နော်တကယ်ချင်းတော့မထုံလုံးလေးကိုစလေ့ကျင့်မယ်ဆိုဖြည်းဖြည်းလေးနဲ့ပုံမှန်လေးမှန်လေးလေ့ကျင့်ပါကျွန်တော်တို့ဒီ60လောက်လေးပေါ့နော်60လောက်နဲ့ညီလေ့ကျင့်ပါ60လောက်ပြီးတော့မှကျွန်တော်ပိုင်နေတော့ရပြီဆိုကျွန်တော်ရှေ့ကိုတဖြည်းဖြည်းနဲ့မြန်သွားလို့ရပါတယ်ဒါလေးကကျွန်တော်မြန်မာနိုင်ငံမှာအသုံးများဆုံးပတန်လေးတစ်ခုဖြစ်တယ်ပေါ့နော်ဒီ slow go လေးကဒါလေးကိုကျွန်တော်နဲ့တူလိုက်ပြီးတော့လေ့ကျင့်ပါကျွန်တော်နောက်ထပ်တစ်ခေါက်ထပ်ပြီးတော့အတူတူတီးကြမှာဖြစ်တယ်ပေါ့နော်ပြီးတော့တကယ်ချင်းတွေကကိုယ့်အကိုဆက်ပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုဆက်ပြီးတော့တီးကြအောင်1 2 3 4 1 2 3 and 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 4 ဒါလေးကိုကျွန်တော်တကယ်ကြီးလေ့ကျင့်ထားပြီပါဒါလက်ဆင့်33ရဲ့ကျွန်တော်သင်ခန်းစာလေးဖြစ်ပါတယ်ဒါလေးကကျွန်တော်မြန်မာနိုင်ငံမှာအသုံးအများဆုံးဖြစ်တဲ့ပတန်လေးတစ်ခုဖြစ်တယ်နော်ဒီပတန်လေးပိုင်းနေဆိုရပြီဆို
ကျွန်တော်တချင်းပုတ်ရာနဲ့ချီတီးလို့ရတဲ့အနေအထားတွေမှာရှိတယ်ပေါ့နော်โอเคဒီခေါ်တွေနဲ့ဒီလက်ကတွေပိုင်းနေတော့ရပြီလို့တချင်းတွေအများကြီးကျွန်တော်တီးလို့ရပြီဖြစ်တယ်ပေါ့နော်ဒါလေးကိုငွေချင်းတွေလေ့ကျင့်ထားပြီးပါကျွန်တော်ဒါနောက်ထပ်ပတ်တန်လေးတစ်ခုထပ်ပြီးတော့တင်ပေးလိုက်တာဖြစ်ပါတယ်အရှိရသင်ခန်းစာလေးကိုလည်းကြည်ကျင်ရလေးလေ့ကျင့်ပြီးပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒါ30 33ရဲ့သင်ခန်းစာလေးဒါလေးပဲဖြစ်ပါတယ်34မှာဆက်ပြီးတော့တွေ့ကြမယ်တကယ်ရင်အောင်ဆင်ပြေကြပါစေ